ဝေယမံအာရကြမံဇီဝိတမံဆိုတဲ့အသုံးတော့အိုခြင်းတရားကိုဆင်ခြင်လို့ရှိရင်ဝေယမံလို့ဆိုတဲ့ကိုယ့်ရဲ့အရွယ်ရှိသေးတဲ့နုပြိုတဲ့အရွယ်ကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့မံကိုပယ်ရှားနိုင်တယ်ဘုရားဟောဝေယမံဆိုတာအရွယ်မံငါငယ်သေးတယ်ဒီမံလည်းမကောင်းဘူးငယ်သေးတယ်ဆိုရင်တော့ဘာတော့ခပ်ပေါ့ပေါ့ပဲနေဦးမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်နောက်အာရကြမံနာခြင်းကိုစဉ်းစားဆင်ခြင်ကျမ်းမာရေးကောင်းတာကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့အာရောကြမန်ဆိုတာကိုပယ်ရှားနိုင်ဟောဒါမှန်တစ်မျိုးကျမ်းမာတယ်ဒါကလည်းမန်ဖြစ်နေဟုတ်လားနောက်ဇီဝိတမန်တဲ့တည်ခြင်းတရားကိုစဉ်းစားဆင်ခြင်ရင်ရှင်သန်ခြင်းကိုအကြောင်းပြုပြီးတော့ဖြစ်နေတဲ့မန်ဇီဝိတမန်ကိုပယ်ရှားနိုင်တယ်အသက်ရှင်နေတယ်ဆိုတာကိုကစမန်ဖြစ်ခြင်းရဲ့အကြောင်းဒီမှန်ကြတော့တော်တော်နူးညံ့သိမ်မွေ့တယ်ငါတည်မြန်းတည်လိမ့်မလားလို့တွေးရတဲ့အနေအထားမျိုးကိုရောက်မှဒီမှန်ရဲ့အကြောင်းကိုစဉ်းစားမိကြမယ်လို့ထင်ပါတယ်တေကောင်ပေါင်းလည်းဖြစ်ပြီးကိုငါတော့ဒီတောင်ကမကြော်တော့ဘူးဆိုတဲ့အနေအထားမျိုးကိုရောက်သွားမယ်ဆိုရင်ရှင်သန်ခြင်းကိုအကြောင်းပြုတဲ့ဖြစ်တဲ့မှန်ကအများကြီးကြာသွားမယ်နော်ဒါကြောင့်ဝေယမံအာရောကြမံဇီဝိတမံမှန်6မျိုးတောင်ရှိပြောတာနော်တေယမံတရိတမံဟိနမံနောက်ထပ်မန်တွေအများကြီးရှိသေးတယ်ဒါကဘလို့ခွဲမလို့ဆိုတော့မန်ဖြစ်ပေါ်ခြင်းရဲ့မာနဖြစ်ပေါ်ခြင်းရဲ့အကြောင်းတရားကိုကြည့်ပြီးတော့မန်ကိုခွဲကြည့်ပစ္စည်းတွေပေါ်တော့ပစ္စည်းမန်ပေါ့ပညာတတ်တော့ပညာမန်ပေါ့ရုပ်လာတော့ရုပ်မန်ပေါ့ဟောအမျိုးမျိုးအကြောင်းကြောင့်ဘုန်းဘုန်းတို့ရဲ့စိတ်ထဲမှာမာနဆိုတာရှိနေတယ်မာနဆိုတာဘာလဲဆိုတာ ਨੇ ပတ်သက်ပြီးတော့ဒါဘုန်းဘုန်းပြောပြတယ်အဲ့ဒါဘုန်းဘုန်းတို့စဉ်းစားရမှာကဘုန်းဘုန်းတို့တန်တမှာဖြစ်ပေါ်နေတဲ့မာနတွေဟာဘာလို့ဖြစ်နေတာတော့အနှစ်ချုပ်ပြီးတော့ပြောမယ်ဆိုရင်ရှိလို့မှန်ဖြစ်တယ်တိလို့မှန်ဖြစ်တယ်ဒါဘုံဘုံကတွေးမိတာလေးကိုပြောတာပါအပစ္စည်းဥစ္စာတွေရှိတယ်ဆွေမြေမျိုးတွေရှိတယ်ဟာကိုတန်ဖိုးရှိတယ်လို့ထင်တဲ့အရာတွေကိုမှရှိနေတယ်ဆိုရင်အဲ့ဒါမှန်ကဖြစ်လာတယ်တခါလောကီပညာတွေနဲ့ဟိုเจ้าဒီเจ้าတွေကိုသိတယ်ဟိုဟာဒီဟာတွေကိုသိတယ်ဘယ်လိုလုပ်ရမလဲနားလေတယ်အဲ့လိုအသိတွေအမြင်တွေများလာရင်လည်းဘာဖြစ်တော့မှန်ဖြစ်တယ်ဟုတ်လားဒါကြောင့်ပစ္စည်းတွေပေါ်ရင်လက်လာပါတွေပေါ်ရင်အယုသိပြုမှုတွေရှိလာရင်နာမည်ကြီးမှုတွေရှိလာရင်လောကီပညာတွေတက်လာရင်အတိုင်းဝိုင်းတွေများလာရင်ကြော်ကြားလာရင်ဒါဟာမှန်ဖြစ်ခြင်းရဲ့အကြောင်းတွေပဲဟုတ်လားအထူးသဖြင့်ပုထုဇဉ်လူသားတွေဟာဥစ္စာပစ္စည်းကိုတန်ဖိုးထားကြတာများတဲ့အတွက်ကြောင့်ဥစ္စာပစ္စည်းများလာပြီရှိလာပြီဆိုလို့ရှိရင်မန်ဝင်ညတော့နော်ဟုတ်တယ်မဟုတ်လားဥစ္စာပစ္စည်းကလည်းပဲ